ညာရင်းနဲ့အဖြစ်ရှင်မဲ့ trend ရာဇသံတစ်ကဘာစစ်မီကြီးတကယ်ပဲတောက်လောင်တော့မလားအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့အီရန်နိုင်ငံကိုမြေလံပစ်ဖို့ရာဇသံနောက်ဆုံးရက်သတ်မှတ်လိုက်ပါတယ်ကျွန်ုပ်တို့သာဆန္ဒရှိရင်၄နာရီအတွင်းအပြီးသတ်ချေမှုန်းနေတယ်လို့ထရမ့်ကကျင်းဝါလိုက်ပါတယ်ဧပြီလ10ရက်မနက်ဖြန်ည8နာရီဒါဟာအီရန်နိုင်ငံအတွက်နောက်ဆုံးသက်တမ်းတိုးမှုဖြစ်လာမလားဒါမှမဟုတ်သွေးချောင်းစီးမဲ့ညတညရဲ့အစဖြစ်မလားအသေးစိတ်ကိုအဆုံးထိနားဆင်ပေးပါအပိုင်းတစ်ငါးဘက်ကြာစစ်ပွဲနဲ့ထရန့်ရဲ့ရာဇဒန်အမေရိကန်အစ္စရေးနဲ့အီရန်တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေတာငါးဘက်ကြာမြင်ခဲ့ပါပြီဒီစစ်ပွဲကိုအဆုံးသတ်ဖို့ထရန့်ကအီရန်ကိုအချိန်ကန့်သက်ချက်တစ်ခုပေးခဲ့ပါတယ်ဧပြီ9ရက်အိမ်ပြူတော်သတင်းစာရှင်းလင်းပွဲမှာထရန့်ကပွင့်ပွင့်လင်းလင်းတတိပေးခဲ့တာကတော့မနက်ဖြန်ည8နာရီဧပြီ10ရက်မှာသဘောတူညီမှုမရရင်အီရန်တနိုင်ငံလုံးကိုတညတည်းနဲ့အပြည့်ရှင်းပစ်မယ်ဆိုတာပါပဲအပိုင်း2ထရန့်ရဲ့တိုက်ခိုက်မဲ့စီမံချက်ထရန့်ရဲ့စစ်ရေးစီမံချက်ကတုံ့လို့ဆရာပါသူကအီရန်ရဲ့စစ်ဘက်ပြစ်မှတ်တွေတင်မကပြီးအရက်ပတ်လျှက်စစ်တပ်အားပေးစက်ယုံတွေနဲ့အဓိကတပ်အားကြီးအလုံးကိုဘုံကျဲဖျက်ဆီးဖို့အမိန့်ပေးထားပါတယ်အီရန်နိုင်ငံရဲ့အသက်သွေးကြောင်းဖြစ်တဲ့ဟော်မွတ်ရှေ့လက်ကြားကိုပြန်ဖွင့်ပေးဖို့နဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုကိုလုံးဝဆွတ်လွတ်ဖို့သူကတောင်းဆိုထားတာမှာတနိုင်ငံလုံးကိုတညတည်းနဲ့အပြည့်ရှင်းလို့ရတယ်အဲ့ဒီညကမနက်ဖြန်လဲဖြစ်သွားနိုင်တယ်လို့သူကဆိုပါတယ်အပိုင်း3စစ်ရာဇဝတ်မှုဝေဖန်ချက်နဲ့ထရန့်ရတုံပြန်ချက်အရက်ပတ်ကျင်းမတ်တွေကိုတိုက်ခိုက်ကဟာစစ်ရာဇဝတ်မှုကျူးလွန်ရာရောက်တယ်လို့ဝေဖန်သူတွေကိုထရန့်ကစောင့်ပြောင်းလိုက်ပါတယ်။အီစတာပွဲတော်အတွင်းသူကကျွန်တော်ဂယုမဆိုင်ဘူးတကယ်တမ်းစစ်ရာဇဝတ်ဆိုတာဘာလဲသိလားနျူကလ িয়ার လက်နက်ပိုင်ဆိုင်တာကိုခေါ်တာလို့ပြန်လဲတုံ့ပြန်ခဲ့ပါတယ်။ဒါဟာနိုင်ငံတကာဥပဒေတွေကိုဂယုမဆိုင်ပဲအမေရိကန်ရဲ့စစ်အင်အားကိုအပြည့်အဝသုံးစွဲတော်မယ်အရေးအယောင်ပါပဲ။အပိုင်းကကမ္ဘာစီးပွားရေးနဲ့နောက်ဆက်တွဲအကျိုးဆက်တကယ်လို့သာဧပြီ10ရက်ညမှာထရမ်ကအမိန့်ပေးလိုက်မယ်ဆိုရင်ကမ္ဘာရဲ့နှိမ့်စင်းနှုန်းထိထိမနိုင်သိမိရဖြစ်သွားနိုင်တယ်လို့အရှေ့လေပိုင်းဒေသတစ်ခုလုံးမီးဟုံဟုံတောက်သွားပါလိမ့်မယ်။အီရန်ဘက်နာလို့ဘယ်လိုတုံ့ပြန်မလဲ။ဟော်မုတ်ရှေ့လက်ကြားကိုပိတ်ပစ်လိုက်တာဟာကမ္ဘာစီးပွားရေးကိုလေပင်းညွတ်လိုက်တာနဲ့အတူတူပါပဲ။အခုချိန်မှာကမ္ဘာတဝက်မိုင်းကခေါင်းဆောင်တွေဟာအသက်ရှူအောင်ပြီးဧပြီ10ရက်ည8နာရီကိုစန့်ကျင်နေကြပါတယ်။ဒီရာဇသန်ဟာတကယ်တမ်းစင်ကြီးမှုကိုဖော်ရှောက်မလားဒါမှမဟုတ်ကမ္ဘာပြည်ကိန်းကိုဖိတ်ခေါ်မလားအီရန်ကထရန့်ရဲ့တောင်းဆိုချက်တွေကိုလိုက်နာမလားဆိုတာကတော့နိုင်ပိုင်းအလိုမှာသိရတော့မှာပါဒီစစ်သတင်းတွေကိုမိနစ်နဲ့အများစောင့်ကြည့်တင်ဆက်ပေးသွားမှာဖြစ်တော့ကျွန်တော်တို့ရဲ့ MBD သတင်း channel ကိုအခုပဲ subscribe လုပ်ထားကြပါအားလုံးပဲဘေးရန်ပေါင်းမှာကင်းဝေးကြပါစေ